ကျောင်းမှာခဏခဏအနိုင်ကျင့်ခံရတဲ့ဖော်ရမလေးအကြောင်းပုံမြင်လေးပါရှင်။ကဲဖော်ရမလေးကတော့အခုချိန်6 နာရီကျော်နေပါပြီရှင်။အဲ့ဒီချိန်ဖော်ရမလေးကအိတ်နေတော့မှပြီးတော့သူခဏနေတော့ထလာပါတယ်။ကျောင်းသွားမှာပဲ။ဒီနေ့ကျောင်းပိတ်နေတာကောင်းပါပဲ။အခါကျငါကျောင်းမှာဒီနေ့တနေ့တော့အနိုင်ကျင့်မခံရတော့ဘူး။ကဲဘာပဲဖြစ်ဖြစ်ကျောင်းတော့တက်ကမှာပဲသူတို့ရဲ့နိုင်ချင်းမခံအောင်ပဲငါရှောင်းမပဲရရမယ်အချိန်ဖော်ရမှာလေးကညနာတက်နေပါရဲ့ညနာတက်ဖို့လောက်နေပါရဲ့ရှင်အချိန်ဖော်ရမှာလေးကညနာလေးတက်ပြီးတော့အပြင်ထွက်လာခဲ့ပါရဲ့ညနာလေးတက်ပြီးတော့အိတ်ချင်မှုတို့အောင်မှမဖြစ်တော့ဘူးကဲငါအရင်ဆုံးဝေဖားလဲရမယ်ဟာကျောင်းဝေဖုံလေးအချိန်ဖော်ရမလေးကသူဝေဖားလဲနေအောင်သွားပြီးတော့ဝေဖားသွားလဲရပါရဲ့ဖော်ရမလေးကကျောင်းတက်မှာဆိုတော့ကျောင်းဝေဖုံလေးပဲဝေကြရပါရဲ့ရှင်ငါလည်းကျောင်းတက်ကမှာဆိုတော့ဒီကျောင်းဝေဖုံလေးပဲဝေလိုက်အောင်ပါမယ်ပြောလို့ရှိရင်လွဲယူပြီးတော့ငါအပြင်ကရေစကန်ဘေးနာကမှချက်ပြီးဆိုင်မှာငါစားတောက်တော့စားမယ်ကဲသွားမယ်အချိန်ဖော်ရမလေးကအပြင်ကိုထွက်လာခဲ့ပြီးချယ်ရီခက်ဆိုင်မှာ6 နာရီခွဲအဖပြေတော့ဖားကိုလုံးနေခဲ့ရပါရဲ့ကဲငါပြန်သွားရမယ်ဟိုမှာပဲဟာဒီနေ့ကျောင်းတက်ချင်တော့ဟာပဲရဲကျောင်းမှာငါတကယ်ချင်းနေရငါနဲ့ခင်နေတူဘလို့တရားမှမယူငါအနိုင်ကျကြတာရွေးကဲမိုက်ချယ်ရောတမီးကိုလေပြောပါလေဟဲ့မပါဘူးတမီးကိုလေဟာမြဲပြောလို့ငါအလောက်ကိစ္စရှိပါရဲ့ဖူကမမိုက်ချယ်ရီရလေသူ့ကိုပါအနိုင်ကျနေသူဟိုရင်တော့အနိုင်ကျနေသူဖြစ်ခဲ့ပြီးအခုကျတော့သူ့ကိုကြာရောသူ့ရဲ့ဆိုင်မှာလာဖားရမှာပတ်စံပေးပြီးလာဖားရမှာသူ့ကိုတော့မှအော်ပြောခဲ့ပါရဲ့ဟဲ့အများပြောတော့နေငေးနေမှာပြီးတာနော်ကျမလည်းပြီးပန်းတိကိတ်မလေးတပွဲလောက်ရှင်အေးရမယ်ခဏဆောင်နေဟုတ်အမရပြီရောအမဖားတော့ကိုပါနေကိုအေးနော်ပတ်စံတော့ရှင်းပြီးသွားနော်ကျမပါလေအခုရပေးလိုက်ပါရှင်အေးဖားလိုက်အောင်မမေးပြီးရင်တော့ငါကြောင်းသွားရမယ်ဟဲ့အများဖားဟဲ့ငါပကန်းဖေးရမှာရအများကြီးပဲနီလာနေငါပကန်းနေတန်းဖေးရတာဟဲ့တခြားလူတွေဘာလဲငါတော့မှတခြားလူတွေလာရင်တိတ်မဖေးပေးရအောင်ညအများကြီးဖားတော့ကြောင်ညပို့ပြီးတော့ဖေးပေးရရဲ့အများဖားစမ်းညပြီးကြောင်းသွားရမှာမလားအေးဟုတ်ကြောင်းသွားရမှာပါရှင်အေးအဲ့ဖို့လည်းအမြန်ဖားနော်ငါဖားရနေပြီးချက်ချင်းတန်းထွက်သွားဟုတ်အချိန်ဖားရမှာလေးရတော့အဖားတော့ဖားလို့ပြီးတော့ပါရှင်မိုင်းရှယ်ပဲကျမတမီးပတ်စံရှင်းပေးခဲ့နော်အေးတော်ကိုပါနေကိုတွားရဟဲ့ငါလာမပြောနေနဲ့နောက်ချယ်ရီခက်ဆိုင်ရချယ်ရီရပါငါ့ဟိုးရင်တော့လိုမျိုးအနိုင်ကျင့်တာရောငါ့ကိုဘာလဲပြောဖို့ရအဖာငါ့ကိုတကူမကြအောင်လို့ငါ့ကိုပြောဖို့ရဟာရပြရအောင်မရှိအောင်ကဲငါဒီတိုင်းမဲ့လမ်းလျှောက်သွားလိုက်တော့မယ်9 နာရီလဲကြော်နေပြီဆိုတော့ကဲရောက်ပြီအရှိမလူတွေဘာဖြစ်နေလဲရလဲမသိဘူးကဲကြောင်းတော့နေပြီလားမသိဘူးငါအမြန်သွားရမယ်ဖြူတော်တဲ့ငါအခုတော့ဒီမနက်ငါဖရောက်ချင်တော့ငါဒီမှာတော့ခဏလောက်တော့အေးဖေဒီလိုရသွားပြီဘာဖြစ်လဲဆိုတော့ငါအနိုင်ကျင့်တဲ့သူတွေကမရှိသေးဘူးဆိုတော့ငါခဏတော့အေးဖေနေလာရောက်ပါမယ်ဟိုဘက်ခါလူရောရောက်ကြပြီလားမသိဘူးရောက်ကြသေးဘူးဟာအခုလည်းငါဒီမှာခဏလောက်အေးလေးထိုင်တောက်လေပါအောင်မယ်ဒါလေးပဲတောက်တော့ညံကောင်းနေရပဲ
တခြားခန့်လူတွေလာကြပြီပဲငါတို့အခန်းလူတွေရကြတော့မလာကြသေးဘူးသူတို့ကတခြားနေရာများသွားနေကြပြီလားမသိဘူးရှိမှတော့လူတွေကျမရမရှိတော့ဘူးသူကငါ့ကိုအနိုင်ကျင့်မယ်တဲ့ကဲနိုင်ကျင့်မယ်ဆိုတော့လေသူကညနေကျရင်ငါ့ကိုနိုင်ကျင့်တော့မှာငါလည်းကြောက်ဖျားရဲ့သူနိုင်ကျင့်တာငါလည်းဘာဖြစ်ခါမှာပဲလေငါလည်းဘာမှမလုပ်ဘဲနဲ့ငါလည်းတိုင်းပြည်မှာတက်တာမှမဟုတ်တာသူကအကြောင်းတစ်ကြောင်းလုံးအနိုင်ကျင့်နေသူဆိုတော့လေငါလည်းခါရပါဘောဟာအချိန်ဖာရမလေးကိုဖာရမလေးနာကိုကနပြောလိုက်တဲ့ကောင်မလေးကလာခဲ့တော့ပါရဲ့အချိန်ဖာရမလေးကိုကနကောင်မလေးဖာရမလေးနာကိုကနကောင်မလေးလာခဲ့တော့ပါလေဟဲ့နေပင်တက်နိုင်တော့မှလေအခုတော့လေငါလက်ဖာလေးမိတာပါဟာနင်းကိုညနေကြလို့ရှိရင်နင်းကိုငါအနိုင်ကျင့်မယ်မဲ့ညနေကြရင်လေငါအပြင်သွားလို့ငါအလုံးမအားသေးလို့ငါကျောင်းမှာဖိုင်ရေးအောင်မရှိလို့ငါမလုပ်လိုက်ရဘူးလို့ရှိရင်လေနင်းကိုငါမနှက်ဖန်ကြရင်လုံမှာဟဲ့အချိန်ခဏနေတော့ကျောင်းဖျားကရောက်လာတော့မှာပဲဖြစ်ပါရဲ့နင်းကိုအခုမနှက်တော့မလုပ်တော့နက်ဖတ်ကြီးဆိုတော့ငါလည်းကုသိုလ်မရတော့လေအတော့ငါဖျားလည်းခဏနေရောက်တော့မှာဆိုတော့နင်းကိုငါဘာမှမလုပ်တော့မှတ်သွားပြီတတ်တာနော်အချိန်ဖာရမလေးနာနေပြီးတော့ကောင်မလေးကထွက်သွားခဲ့ရောပါရဲ့သူကပြီးတော့ဘယ်ကိုလည်းမသိဘူးအပြင်ကိုထွက်ပြေးကြတော့ပါရဲ့အပြင်တော့တကယ်တော့ထွက်မပြေးသွားပါဘူးအပကမကြီးရက်နေတော့မှာပဲသူဘယ်သွားလဲမသိဘူးဟိုအပကမကငါနာလာပြီစကားတော့ပေါ့ဖီနဲ့လာပြောသွားပြီးအခုကျတော့သူဟိုဘက်နာသွားနေပြီပဲသူလည်းငါ့ကိုနိုင်ကျင့်မှာတော်သေးရဲ့ဒီနေ့ဟောငါ့ကိုနိုင်ကျင့်မဲ့သူကသူတယောက်ပဲရှိလို့ဒီနေ့တော့တခြားចောင်းသားတွေမလာကြဘူးကနည်းနည်းလေးပဲလာကြပြီးငါလည်းနိုင်ကျင့်မခံရတော့ဟိုရှိရပပင်ပန်းအောင်လေကောင်မလေးကတော့ငါ့ကိုနိုင်မကျင်ဘူးကသူကငါနဲ့ဆိုလို့ရတအားလက်ခင်နေသူ့နာမှာတွားလိုက်ပါမယ်တငယ်ချင်းဟေးဘာရောဟာပြောလေဟဲ့ကတိနေပါလောက်ညာလေဘာမှမလုပ်ပါဘူးဟဲ့ဘာလဲပါဝါဖြစ်တော့မယ်လေဟာမရှိနိုင်ဟိုကဖြစ်နေပြီမဖះငါဖတ်တင်ပြီးတော့ရေးဟာဟလာအေးငါလည်းမိညာဟာနင်းနဲ့စကားပြောနေတော့ကြတော့ငါလည်းနင်းနဲ့စကားပြောနေတော့ငါလည်းမတိလိုက်ဘူးဟာဖះပြောရဲ့စကားရမှာငါလည်းမကြားလိုက်ဘူးဟာဟလာငါတို့အောင်အလုပ်ဖိုင်လုပ်ပြီးလို့ငါမအင်္ဂလိပ်ဖိုင်ငါဖုန်းထဲမှာအင်္ဂလိပ်ဖိုင်လေ့လာနေတာဟလာကတိအေးဟုတ်တယ်ဟာအလဲမေ့သွားရဟဲ့ဟိုကောင်မလေးတပြင်းနဲ့အရှိကိုထိုင်နေရွှေ့သွားလိုက်အေးဟုတ်တယ်နော်ဟာသူဘာဖြစ်နေရလဲမသိဘူးခုနကငါအနိုင်ကျင့်ပြီးတော့အေးလေဟဲ့ညနေကနေနဲ့အတူတူပြန်မလားအေးပြန်မယ်လေဟာအေးပြန်မယ်နော်အေးအဖလိုက်ငါပါကွန်တွားဟိုရှိကိုတပြင်းနဲ့ပြန်ရောက်သွားရင်နော်အေးဖို့အချိန်ဖာရမလေးရဲ့အရှိမဗလဲငေါက်တော့ကြီးနဲ့ဒီတိုင်းထိုင်နေတဲ့ဗပန်နေအောင်နဲ့ကောင်မလေးရနေပြီးတော့အရှိကိုတဖြည်းဖြည်းရွေ့သွားကြသူကနည်းနည်းတော့လန့်သွားတော့ပါရဲ့ဟဲ့သူကငါတို့လာနောက်နေလားမသိအေးဟာဘာဖြစ်လို့လဲဆိုတော့သူကအတိုင်းပဲဟာငါ့ကိုလေဟုတ်ရင်တော့လာနောက်တယ်အဲ့တော့နေចောင်းလာရဲ့နေလေငါ့အဲ့လိုမျိုးလာဖတာဟာဟုတ်လားအေးပြီးတော့လေအဖလငါနေရာမှာတွားထိုင်လာအောင်မယ်နော်အေးငါလည်းမဖာလေးပြီးရင်တော့ဖះမမလာသေးဘူးလားမသိဘူးငါအပြင်ထွက်ကြည့်လိုက်အောင်မယ်သူ့ပြနာနေရောငါတက်ကသွားမရဘူးပဲဟဲ့နေပဲသွားမှလည်းဟဲ့ငါနာလာခဲ့ဖန်လာလို့မရဘူးဟာလာလို့မရငါဖះမသွားကြည့်ရအေးလာလို့ရမရငါလာခဲ့လို့ငါပြောနေနော်
ငါနေမေမဟုတ်ဘူးလေဟာနေအမေဟုတ်မဟုတ်လာခဲ့လို့ငါပြောနေနော်နေအောင်ငါနှမဖို့လို့ရှိရင်ကျောင်းကြီးနဲ့တိုင်မှန်တော့ဟာနေကျောင်းမှာလိုက်ပြီးတော့သူများတကာတွေကိုလိုက်ပြီးတော့အနိုင်ကျင့်နေဖို့နေငါလိုက်ပြီးတော့ဆရာဟိုကျောင်းကြီးနဲ့ငါလိုက်ပြောမှနော်မပြောပါနဲ့ဟာငါဘာမှမလုပ်ဘူးလေအေးမလုပ်ဘူးဆိုလို့ရှိရင်ငါနာလာခဲ့ဖန်သူနိုင်ကျင့်တာထက်ခံအောင်မယ်ဘာရောပြောဖန်အမေညငါအဲ့လိုလိုက်ကြအဲ့လိုလေတဲ့နဲ့ငါ့လာပြောတည်ရပေါ့ရရလေနေနာတော့ငါနဲ့တွေ့ရတည်ရပေါ့အချိန်ဖာရာမလေးရဲ့အရှိရဖုံးကြည့်ပြီးတော့ဒီတိုင်းထိုင်နေတဲ့ကမလေးကနေပြီးတော့သူ့ရဲ့ခေါင်းတစ်ချက်ထုလိုက်ပါရောတယ်သူ့ကိုတစ်ချက်ရိုက်လိုက်ပါရောတယ်ချိန်ကမလေးကကနကမလေးကသူ့နေရာသူပြန်သွားထိုင်ပြီးတော့ဆီယမရောက်လာခဲ့ပါတယ်ဆီယမရောက်ပြီနော်ဟိုကမလေးနေဘာလုပ်နေရလဲဟဲ့အတန်းနဲ့ကိုထိုင်ကိုအတန်းနဲ့ကိုဝင်လေဟဲ့နေအပြင်မှာပါတီရလုပ်နေရလဲဘာမှမလုပ်ပါဘူးဆီယမအေးဘာမှမလုပ်ဘူးလို့ရအဲ့မမဘာဖြစ်လို့မတည့်ရနေရလဲသူ့ကိုဆီယမကတနေပြီးတနေဖူနေရောပါရဲ့ဟိုင်းငါ့လေဆီယမဖူလိုက်တငယ်ချင်းကငါ့နိုင်ချင်းလိုက်နဲ့ဘေးဖိုင်လူကငါ့နိုင်ချင်းလိုက်ပြောဖို့လိုက်မပြီးနိုင်တော့ဟာငါ့ကိုပဲနိုင်ချင်းနေလိုက်ဟဲ့ဟိုကမလေးနေပပကနေပြီးဘိုင်ပေါ့ဖီပြောနေတယ်ငါဒီမှာရင်းနေရတယ်နဲ့လိုက်ရေးဖန်မတခြားလူရေးနေမတွေ့ဘူးလားဟဲ့ဟုတ်ကဲ့တွေ့ပါရဲ့ဆီယမသမီးအခုရေးပါမယ်အေးရေးဖို့လေရေးနော်အေးနေဒီเจ้าမှာပဲနင်းအဖိုးဖောင်းနော်ဆီယမစကားလေးဘယ်တော့မှနားမထောင်နဲ့တခြားလူတွေလည်းတိုက်ပြီးအနိုင်ကျင့်တာဆီယမတမီးအနိုင်ကျင့်တာတော်ဗန်းနေဘာမှမပြောနဲ့ရောအချိန်ဆီယမလေးကသူ့ကိုခဏဖူနေရမို့လို့သူလဲဟိုပါတော့ရယ်ငါဘာဖြစ်လို့လူရအဲ့လိုမျိုးဖန်ကြလဲငါចောင်းပါငါဒီဖာရမျိုးရမှာငါပဲအနိုင်ကျင့်ခံရလားဟာဟိုအနိုင်မကျင့်တာဘလို့ရှိရကတိလေးပဲရှိရဲ့ဆီယမဝပါလေဖာရမလေးငိုနေအေးထားလိုက်ငိုနေလဲဘာမှမဖြစ်ဘူးနော်ဘာလဲသမီးတို့အားလုံးထဲမှာလေသူကလည်းပိုအဖိုးဖုံးဟဲ့တိလားဆီယမရဲ့သမီးကအဲ့လိုမပြောပါနဲ့ရှင်ထိုင်နေပါနဲ့ဘာထားလို့တာလဲမဟုတ်ပါဘူးဆီယမသမီးကိုမရိုက်ပါနဲ့နော်သမီးဆီယမကိုပြောပါတော့ဘာမှမပြောနဲ့နင်ငါနာနေထွက်သွားဖန်အခုချက်ချင်းနေတခြားနေအောင်ထွက်သွားဖန်ဒီကြောင်းကန်းထဲမှာလေလာမနေနဲ့သွားအပြင်မထွက်ချင်လည်းနေကိုနေရာမှာကိုပြန်သွားထိုင်ဟာမျက်ရှိရနောက်လာပြီမျက်စိရနောက်လာပြီငါလည်းနေရာမှာလေးပြန်သွားထိုင်တော့ပါမယ်အချိန်ဖာရာမလေးကဝမ်းနေမှုရင်းနဲ့သူကထိုင်ကုန်နေရောပါရဲ့အခုနဲ့သူ့ရဲ့ဘေးနာကဖုန်းကြည့်နေကမလေးရလဲအခုတော့သူပါတတ်နိုင်နေလေအခုတော့သူဆီယမဖူရခံရလို့သူအခုတော့ငိုနေပြီပဲတခါမှလည်းအဖူမခံရအောင်အပြင်အကောင်လည်းအပြင်ဘာလို့အကောင်လည်းအပြင်ထွက်သွားကြပြီပဲမြင်သွားမှရမယ်ငါနာလာမကန်နဲ့ဟဲ့နင်ခဏကိုရနာဖော်နေရပဲကြီးပေါ်လေနာနာဟာငါဘာဖြစ်လို့လုပ်ရလဲအဲ့ဒါဘာပြမလဲမလုပ်ချပဲနဲ့ဟောလေနောက်နေ့ကျရင်လေကျောင်းကြီးရကျောင်းထုတ်မဲ့ပုံပေါ်ပေးရဟဲ့ကုဟဲ့ဗီအနီယာနဲ့ကမလေးလာခဲ့ဖန်ငါဘယ်လိုခေါ်နေဟဲ့နေဘယ်လိုခေါ်မှလဲဟဲ့ကျောင်းကြီးခေါ်နေရကျောင်းကြီးဘာဖြစ်လို့လဲရှင်နေကအနာကျင့်တယ်လို့ကျောင်းခန်းထဲကလူတွေကပြောကြရဲ့အဲ့တော့နင့်ကိုချက်ချင်းကျောင်းထုတ်ပြင်မယ်မလောက်ပါနဲ့တမီးနိုင်ကျင်တာမဟုတ်ပါဘူးနိုင်ကျင်နင့်ကိုငါတို့ကျောင်းထုတ်ပြတော့မယ်ကျောင်းမှာအဖိုးဖုံးလို့လဲဖျာမရပြောကြရဲ့တခြားလူရလေသွားကြပြီဟဲ့ဘယ်မှမသွားနဲ့တော့အခုချက်ချင်းနဲ့ကျောင်းခန်းထဲလွဲကြွားယူပြီးနေအပြင်ထွက်တော့ဟဲ့ဒီအပြင်ထွက်ခိုင်းမှလားရှင်မဟုတ်ဘူး
ကားလမ်းမအပြင်ကိုထွက်ဖမ်းအော်ဘာဖြစ်လို့လဲလို့အဲ့လေဘာမှလည်းမလုပ်ခဲ့ပဲနဲ့အဲ့ကောင်မလေးကငါ့ကိုဘာဖြစ်လို့ပဲအဲ့လိုမျိုးပြောနေရတယ်အချိန်ဖတ်ရမလေးကဝမ်းနေမှုတွေနဲ့ကျောင်းကနေကိုသွားပြီးသူ့လွယ်လေးတွားယူကြတော့ပါတယ်လဲယူပြီးငါအခုတော့အပြင်ကိုထွက်သွားရမယ်ငါ့ကတိလေးကိုလည်းငါလည်းနှောက်ဖက်ပါတယ်ဟာအချိန်ကတိလေးကိုသူ့ရဲ့ချစ်ဖို့တငယ်ချင်းကတိကိုသူကနှောက်ဖက်ပြီးတော့အပြင်ကိုထွက်သွားခဲ့ရပါတယ်ကျောင်းကြီးကပါအခုတော့ငါ့ကိုကျောင်းကနေပြီးထောင်နေပြီခုချေထွက်သွားလို့ပြောနေနော်မြန်သွားဖမ်းဟုတ်ငါအခုတော့ဘယ်နားမှာသွားနေရမှာလဲဒီမျိုးလူတွေကငါနိုင်ချင်းကြဖို့ကြီးပဲအချိန်ဖာရမလေးကတော့တော်လေးကိုမှဝမ်းနေရပါတော့ရဲ့အရှိအမိကွာမလေးရလေပြီးတော့လမ်းလျှောက်နေနဲ့ထပ်ပြောပါတယ်ဟဲ့ဖိုဖာရမ你别当我嘞嘿爸爸我ငါအိမ်ပြန်ဖို့သူများတခါကြီးကျောင်းတက်နေနေကျောင်းပြင်းလို့မလားဟာကျောင်းလည်းမတက်ချင်ဟာတော်လေးကိုမှဟာဖေးကမဲလိုက်တာမိဘကြီးပြောထားလားမသိဘူးကျောင်းမှာလည်းအဖိုးဘောနဲ့ဟဲ့ပြီးတော့လေကျောင်းလည်းမတက်ချင်ဘူးငါပြေးမှကြီးဟဲ့ငါပြေးမှမဟုတ်ပါဘူးငါဖတ်ကြိုးပါပါရဲ့သူတို့ကျောင်းကနေလူတွေပဲငါနိုင်ချင်းကြလို့ငါအဲ့လိုမျိုးပြောဖော်တာပါဟာနင့်အောင်ငါဘယ်လိုလုပ်ကြအောင်ပါရဲ့ဟာရက်ကပောက်ဒီဖာရာမြို့ပါပြန့်နှံ့နေရရောငါနင့်ကိုဘယ်လိုမျိုးငါနင့်ကိုရှောင်းမှာလဲတွားဖန်းငါကိုတော့မိပါပါငါဟိုရင်တော့ကောင်းနေမိပါပါငါ့ကိုထက်နိုင်ချင်နေပြီလေကတိတာငါအိမ်ကိုဒီနေ့တူတာငါအိမ်ကိုကျောင်းဖက်တဲ့အချိန်လာလို့ရှင်ကောင်းပါပဲအခက်ချိုင်ငါလည်းအိမ်မှာသူနဲ့အတူတူနေလို့ရတယ်သူပြောလဲဘာမှလည်းဖူတော့မဖြစ်ရမလို့သူကတော့အဲ့ရမှာထိုင်ပြီးတော့ထိုင်ကုန်နေပါတော့ဒါပြီးတော့အဲ့ဒီဖာရမာလီယာအပြင်ကနေပြီးတော့ဘိုက်ဖာကနေပြီးတော့ဘိုက်ဖာရတဲ့နေဆက်လာရပါတယ်ငါဘိုက်ဖာလိုက်ရမှာချက်ရွေးဖိုင်မှာငါဖာအောင်မယ်မင်းနေရသူကငါ့နိုင်ချင်တာပဲမနဲ့တော့ရမှာငါ့ကိုပြောသွားပဲမင်းနေရအတော့ကြောင့်ငါသူ့ရဲ့အိမ်မှာငါတွားဖာလို့မရဘူးသူ့ရဲ့ဆိုင်မှာငါတွားဖာလို့မရဘူးပဲငါကြောင်လေးရတယ်ငါဘာမှလည်းမြောက်ပဲမရှိဘူးမြတ်တဲ့ကကြောင်လေးလို့ချင်းအမလီတခင်နေရဲ့တိတက်ကြလိုက်တာကျေဖာရမာရီယန်ရေတိတ်ကြတော့ပါရဲ့ဘာဖြစ်လဲဆိုတော့သူထမင်းဖားချင်ရောလို့ပါငါထမင်းလေးဖားလိုက်အောင်မယ်တော့ပြီဒီညဖားပြီးမှကျောင်းမတက်တော့ကျောင်းတက်မယ်ဆိုလည်းငါတခြားကျောင်းတွေလည်းဘယ်မှသွားမတက်တော့တခြားကျောင်းတက်လေဒီမှာဒီဖာရာမြို့ပဲရှိရတယ်ငါတခြားမြို့မှာငါနေတဲ့သူမဟုတ်ဘူးလေငါကတိကိုလည်းငါလည်းဒီမြို့မှာတယောက်တည်းထားခဲ့မရဘူးဘာဖြစ်လဲဆိုတော့သူတယောက်တည်းငါမရှိသူတယောက်တည်းအနာချစ်ခံရမှာကဲအဖာဖားလိုက်ဦးမယ်ငါတခြားလေးပဲဖားလိုက်တော့မယ်အချိန်ဖာရမာလီယာတော့အဖာဖားနေချိန်ပဲဖြစ်တော့ပါရဲ့အချိန်သူကကျောင်းထွက်ဒီနေ့လေးကျောင်းထွက်ရတဲ့နေရာတော့သူဟာ17 နာရီခွဲလောက်ပြီးတော့ကျောင်းထောက်ခံရတာပဲဖြစ်ပါရဲ့ဒီမှာဘာအပြစ်တမ်းမှလည်းမရှိပါဘူးငါ့ကိုဒီဖာရာမြို့မှာငါ့ကိုဗာလေတဘောကငါ့ကိုလူရစ်ကန်ရဲ့ကတိရဲ့ပဲရှိရဲ့သူတို့အားလုံးကငါ့ကိုတဘောခံတာပဲသူကတွေးနေရောပါရဲ့အဲ့ဒါတော့သူ့ရဲ့စိတ်ထဲမှာတွေးနေတာတော့ဖာရာမြို့ရဲ့ scan လူတွေရဲ့ပြီးရင်တော့သူ့ရဲ့ကျောင်းကနေကကတိတို့ပဲသူ့ကို
အနိုင်မကျင့်ပဲနဲ့ကောင်းဖက်ဖန်နဲ့ဖူပြီးတော့ပဲသူကတွေးနေတော့ပါလေအချိန်သူကတော့အဖာဖာနေရောပါရဲ့အဖာဖာနေရောပါရဲ့ကဲငါလည်းတရားလေးဖားလိုက်ပါမယ်ပြီးရင်တော့ငါအိတ်တော်မယ်ညံ့အချိန်ဖာရမလေးကအဖာဖာနေပြီခဏနေရောအဖာလို့ပြီးသွားပါရဲ့ရှင်ဖာလို့ပြီးသွားပြီငါတော့အိတ်တော်မယ်ကဲဖာရမလေးကတော့တော်တော်လေးကိုမှဝမ်းနေနေရောပါရဲ့ငါဝမ်းနေနေလာပဲငါတော့အိတ်တော်မယ်အိတ်လိုက်ငါမငိုတော့ဘူးဒီတိုင်းမဲ့သူ့ဘာမျိုးလို့အိတ်ပြောသွားမှာပဲအချိန်ဖာရမလေးကချက်ချင်းပဲအိတ်ပြောသွားရပါအချိန်ဖာရမလေးအိတ်နေနဲ့တနေ့ကောင်သူကညရည်ငိုထားမလို့သူကတော့မအိတ်စင်းနဲ့နည်းနည်းတော့နှလုံးလေးတော့ကြောင်နေတော့ပါရဲ့ဒါမဲ့သူခဏလေးတော့ချက်ချင်းတော့အိတ်ပြောသွားပါရဲ့ခဏမပါဘူးကြာကြီးအိတ်ပြောသွားပါသူ9 နာရီခွဲလောက်ရ10 နာရီဖဖဆိုတော့သူနိုးသွားပဲဖြစ်ပါရဲ့သူအိတ်တာဖလို့တစ်နေ့လောက်ပါလေနေ့လုံးတော့ရှိသွားပြီပဲဘာဖြစ်လို့လဲဆိုသူ17 နာရီလောက်တည်းအိတ်လိုက်ပြန်သူငိုတာမလို့10 နာရီလောက်ထိုးသွားရပါရဲ့အဲ့နဲ့10 နာရီလောက်ထိုးသွားရပဲငါခုနကနိုးလာပဲအဲ့ဖလည်းငါချက်ချင်းပဲပြန်အိတ်လိုက်တော့ပါမယ်ဖာရမာလေးရဲ့နေတဲ့နေ့လေးကလည်းပြီးဆုံးသွားရပါရဲ့ဘာဖြစ်လဲဆိုလို့ရှိရင်တော့သူဟာအเจ้าမှာနိုင်ချစ်ခံရတာမလို့နိုင်ချစ်ခံရတဲ့ကောင်မလေးအเจ้าလို့ပြောပြီးတော့တိတ်ဗလန်လေးရတယ်တိတ်မကောင်းတာမလို့တောင်းမှန်ပါရှင်ကဲအဖာရမာလေးရဲ့ဗလန်လေးပြီးဆုံးသွားပါပြီ